အားလုံးပဲမင်္ဂလာပါရှင်ကျမလေးဒီနေ့ကျမကိုအိမ်အောင်ရှင်အမျိုးသမီးအမတွေရောညီမလေးတွေရောမေးကြတယ်သူတို့ရဲ့အိမ်အောင်ဘက်တွေကသူတို့ကိုတစ္ဆာဖောက်တယ်သူတို့ကလည်းလက်လွတ်ဆုံးရှုံးမခံချင်ဘူးအဲ့တော့ဘယ်လိုလုပ်ရမလဲဆိုပြီးတော့လာမေးထားတဲ့ message လေးတွေရှိတယ်အဲ့တော့ကျမကလေဘာပြောချင်လဲဆိုလို့ရှိရင်ကျမတို့ရဲ့လောကကြီးမှာလေတစ္ဆာတရားနဲ့မေတ္တာတရားကအကြီးမားဆုံးပဲတစ္ဆာတရားဆိုတာလူအချင်းချင်းတစ္ဆာရှိရမှာကိုပြောတာမဟုတ်ဘူးလူအချင်းချင်းတစ္ဆာရှိတာလဲပါတာပေါ့ဒါပေမဲ့ကျမပြောချင်တဲ့တစ္ဆာတရားဆိုတာကိုယ့်ရဲ့တစ္ဆာတရားကိုဘဝတစ်လျှောက်လုံးမှာပြုလုပ်ခဲ့တဲ့မှန်ကန်တဲ့တစ္ဆာတရားအဲ့ဒီတစ္ဆာတရားကိုကျမတို့ကတစ္ဆာဆိုရမယ်ပြီးလို့ရှိရင်မေတ္တာတရားဆိုတာကိုဖောက်ပြန်သွားတဲ့သူအပေါ်မှာအမုန်းတွေအာဃာတတွေအညှိုးတွေမထားဘဲနဲ့ဘာဖြစ်လို့ဖောက်ပြန်ရလဲဆိုတဲ့အကြောင်းအရင်းကိုရှာမယ်ပြီးလို့ရှိရင်ကျမတို့ကမပြတ်ဆဲနိုင်ဘူးလေမိမသားတွေဆိုတော့ပို့ဆိုးတာပေါ့ရှင်ကျမတို့အိမ်တော်တစ်ခုဆိုလို့ရှိရင်အမြဲတမ်းစီစီလုံးလုံးလေးပဲနေခြင်းနဲ့ကိုရှိတဲ့သူနဲ့ပဲတစ်သက်လုံးရုံးမြေချပေါင်းဖက်သွားခြင်းတာကကျမတို့မိမသားတွေရဲ့ဆန္ဒပဲအဲ့ဒီတော့မေတ္တာတရားနဲ့ဘလို့ပေါင်းကူးရမလဲဆိုလို့ရှိရင်ကိုအခုချစ်ရတဲ့သူကိုရဲ့အိမ်တော်ဦးစီးဖောက်ပြန်နေဆိုလို့ရှိရင်လေသူ့ရဲ့အမြဲတမ်းသုံးတဲ့အတုံးဆောင်ပေါ့နော်အင်ဂျီဖြစ်ပစိုးဖြစ်အဲ့လိုမျိုးသူ့အမြဲတမ်းသုံးနေတဲ့အတုံးအဆောင်လေးတစ်ခုကိုပခုံးပေါ်မှာတင်ပြီးလို့ရှိရင်ကျမတို့ဖျားဝတ်ပြုတဲ့အချိန်တိုင်းသူ့ရဲ့အတုံးဆောင်ပစ္စည်းလေးကိုတင်ပြီးလို့ရှိရင်ဖျားဝတ်တဲ့မေတ္တာပို့အမျှဝေတစ္ဆာဆိုဆုတောင်းပြီးလို့ရှိရင်သူ့ကိုလေကျမတို့ကလေးနက်မေတ္တာပို့ပြီးတော့ဆုတောင်းပေးဖို့လိုတယ်တခါလေကြားလို့ရှိရင်လေရေစက်ဆိုတာကရေစက်ပါတလောက်ပဲအတူနေရတာနော်ရေစက်ကုန်လို့ရှိရင်အကုန်လုံးကတယောက်တနေရာစီကိုသွားကြရမှာအဲ့တော့ရေစက်ပါခဲ့တဲ့သူဆိုလို့ရှိရင်တော့ကိုယ့်ရှိကိုပြန်လာလိမ့်မယ်ရေစက်ပြတ်သွားတဲ့သူဆိုလို့ရှိရင်တော့ကိုယ့်အနာကထွက်သွားလေကျမတို့တရားသဘောလေးနဲ့ဖြည့်ပြီးတော့ပေးထွက်ခံလိုက်ပါအရင်မဆွဲထားပါနဲ့အရင်ဆွဲထားတဲ့အခါကိုယ့်အတွက်ဝင်တော့ဝင်ပိုးဖြစ်ပြီးတော့ကိုယ်ပဲပူလောင်ရတယ်အဲ့ဒါကြောင့်ရေစက်ပါတလောက်ကျမတို့ကလူတွေဆိုတာကြုံရမယ်ဆုံရမယ်ခွဲခွာရမယ်နောက်ဆုံးမဖြေနိုင်ဘူးဆိုရင်ဘယ်လိုဖြေရမလဲတည်သွားခင်ရောတူတာတည်သွားခင်ရင်ကျမတို့အဲ့လိုမျိုးတန်းတာနေအောင်မလားကျမတို့စီကိုပြန်လာစေခြင်းအောင်မလားကျမတို့စီကိုပြန်လာစေခြင်းတော့ကောတည်သွားတဲ့သူကပြန်လာနိုင်မှာလားအဲ့ဒီလိုပဲဖောက်ပြန်တဲ့လူကိုလည်းတည်သွားတယ်လို့သာမှတ်လိုက်ပြန်ခေါ်ခြင်းတဲ့စိတ်ကရှိတော့မှာမဟုတ်ဘူးအဓိကကတော့ကိုအေးချမ်းအောင်တိဆောက်ကိုအေးချမ်းအောင်နေအတက်နိုင်ဆုံးတော့ကျမတို့ကမပြိုကွဲခြင်းတဲ့အတွက်အစောနာလို့တစ္ဆာနဲ့မေတ္တာနဲ့တော့ကျမတို့ပြန်ပြီးတော့စီးလုံးလို့ရအောင်ပြုတ်လို့မယ်ပေါ့နော်ဒါပေမဲ့ကိုယ့်အပေါ်တစ္ဆာမရှိလို့ကိုယ့်အပေါ်မှာရေစက်ကုန်သွားတယ်ဆိုလို့ရှိရင်တော့ကျမတို့ကဆွဲမထားပဲနဲ့လွတ်ချပေးလိုက်ပါအဲ့ဒီနည်းလေးကိုကျင့်သုံးကြည့်ပါလို့အကြံဉာဏ်လေးပေးချင်ပါတယ်ရှင်အကြံဉာဏ်ပေးတယ်ဆိုလို့ကျမကဆရာမကြီးမဟုတ်ဘူးเนาะဘာမှလုပ်နေတဲ့သူတော့မဟုတ်ဘူးဒါပေမဲ့ကျမကိုအဲ့လိုမျိုးလေးတွေမေးတဲ့သူလေးတွေရှိလို့ကျမကအတက်နိုင်ဆုံးကျမတိတဲ့လောက်လေးနဲ့ဖြည့်ပေးတာပါရှင်တကယ်လို့အမှားအယွင်းများပါသွားခဲ့တယ်ဆိုလို့ရှိရင်လည်းပြင်ဆင်ပေးမဲ့သူတွေကိုကြိုဆိုပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်